ကတန်လိုင်းလုံးကြမှာမင်းလမ်းပြောင်းနေခဲ့တာလားအမောင်ထဲမှာအဖြေရှာရုံထွက်ဖို့ကြိုးစားပေမဲ့တကယ်တော့အပူတွေဟာမင်းရဲ့တွင်စိတ်ထဲမှာပဲမင်းဘဝမပြောင်းလဲတာမင်းတွေမပြောင်းသေးလို့ပဲစိတ်ထားကိုအရင်ပြင်မှာတကယ်အလင်းကိုမြင်ရမှာမြင်ရမှာအတွေ့အသိရင်မြင်သင့်မယ်အမြင်သိရင်ဘဝသင့်မယ်အတားရဲ့နောက်ဖွဲကိုမြတ်တာနဲ့ဖြတ်တောင်းလိုက်ပါလောကရဲ့နေရာမှာစိုက်တဲ့တိုင်းရှိသိရမှာနှလုံးသားဖြူစင်မှစစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုရမှာစိတ်ဆိုတာဥယျာဉ်တစ်ခုလုံးကယူတဆိုင်ပြိုးထောင်ကြည်စမ်းမြတ်တာမျိုးစေ့တွေကိုတတိနဲ့ရေလောင်းလို့သီးခံခြင်းပန်းတွေပွင့်ရင်အေးမြမှုတွေဝေစားလာလိမ့်မယ်ကိုယ်စိတ်ကိုပြန်စစ်ဆေးပါအမားတွေကအမှန်ကိုရှာပါအမြင်သေးရင်ဘဝသစ်မယ်အတားရဲ့နောက်ဖွဲကိုမြတ်တာနဲ့ဖြတ်တောင်းလိုက်ပါလောကရဲ့နေရာမှာစိုက်တဲ့တိုင်းရှိသိရမှာနှလုံးသားဖြူစင်မှစစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုရမှာမနေ့ကတန်ရာတွေထွက်နောင်တတွေနဲ့မပိတ်လောင်နဲ့ဒီနေ့ရဲ့စက္ကန့်တိုင်းမှာတတိတရားနဲ့ရှင်သန်စမ်းပါအင်အားဆိုတာမင်းရဲ့ပြစ္ဆုတ်ပန်းတဲ့မှာပဲရှိတယ်အတွေ့အသိရင်မြင်သင့်မယ်အမြင်သိရင်ဘဝသစ်မယ်အတားရဲ့နောက်ဖွဲကိုမြတ်တာနဲ့ဖြတ်တောင်းလိုက်ပါလောကရဲ့နေရာမှာစိုက်တဲ့တိုင်းရှိသိရမှာနှလုံးသားဖြူစင်မှစစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုရမှာမင်းဘဝမပြောင်းလဲတာမင်းတွေမပြောင်းသေးလို့ပဲအေးချမ်းခြင်းရဲ့လမ်းပေါ်မှာတတိနဲ့ရှောင်းလမ်းပါအေးချမ်းဖြစ်ပြောင်းလဲ